ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာကျွန်တော်တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အော်လန်ဘိုးတင်နဲ့အထင်နဲ့အမြင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူရှိုင်းပါခင်ဗျာပေပင်ရွာလေးမှာရှိတဲ့ဦးအောင်ရဲ့နေအိမ်မှာဖြစ်ပြီးပေတူးနဲ့ဘိုးတင်တို့နှစ်ယောက်ကဈေးတန်းကိုဖွာရှိုက်ပြီးတော့တန်လျာနောက်မီကိုမှီပြီးထိုင်နေတဲ့ဦးအောင်အားဘိုးတင်မှမေးမြန်းလိုက်ပါရစေအဘပညာစွန်ထားတဲ့သူတယောက်ကစုံပညာတွေပြန်ရနိုင်လားဝမ်းနေဆိုရင်တော့ရတယ်လေဘာဖြစ်လို့လဲမြောက်ပြင်ကအမဝိုင်းစင်ဟာစက်ကြိုစီးနိုင်နေလို့လေကျုပ်ကိုဒေါ်မင်ငွေကြီးစီသူ့ဖို့ပေးတာပညာတွေရှင်းလိုက်ပေမဲ့စုံတော့စာမြူးထူးတာလောက်တော့ကြံနေနိုင်တာပဲလေပါရမီနဲ့လာတဲ့ပညာသည်တွေဆိုတော့လေပညာတွေအကုန်လုံးဘယ်ကုံစင်မလဲလေရဆိုရင်ပညာတွေရှင်းရင်တော့မှပါရမီကြောင့်မလို့တချို့ပညာတွေကြံနေနိုင်တာပေါ့နော်ဗျအဲ့လိုပဲပြောရမှာပေါ့ကွာမင်းတို့နှစ်ယောက်ငါးစီလာတာကမိဝိုင်းစိန်တို့သားမိအကြောင်းတွေပြောဖို့လာဟန်မတူဟုတ်တယ်ဗျကျတို့လာရင်အကြောင်းကလေတခုဗျဘာကြောင့်မြလဲစူးစမ်းပါဦးမိဖြူတောင်းကျမ်းနေပြီအဖရဲ့ဦးတောင်းမြင့်ရဲ့စိတ်တွေရောကိုသားရရဲ့နွားပေါက်တွေကိုရောတက်ပြစ်လိုက်တယ်ဟေးဟုတ်လားကွာအဲ့ဒါကိုဘယ်သူတွေသိသေးလဲအခုထိတော့ကျတို့၃ယောက်ပဲသိသေးတယ်ပြီးတော့မိဖြူကိုကြည့်ရတာတခြားတစ်ယောက်နဲ့တူနေတယ်အဖငါထင်ပါတယ်အစကတည်းကဒီကလေးမကိုရဲမှာရှိနေတာကလေတယောက်တည်းမဟုတ်ဘူးသူ့ကိုကြည့်ပြီးတော့ဝေခွဲမရဖြစ်နေတာမိဖြူဆိုတာထက်မဟူယာဒေဝီကလည်းနောက်တစ်ယောက်ဖြစ်လိမ့်မယ်ဒေါ်မေဝေပြောတော့သူ့ရဲ့မြေနာမည်ကနှစ်မျိုးတယ်လေတစ်မျိုးကမဟူယာဒေဝီတစ်မျိုးကမိဖြူတဲ့ဘိုးတင်မင်းလည်းအမောင်လောကသားတယောက်ပဲဒေါ်မေဝေရဲ့ဗဇက်ကထွက်တယ်ဆိုတော့မင်းကယုံလိုက်တာပဲလားသူတကယ်ပြောနေတယ်ထင်လို့လေမင်းကွာငါတပည့်ဖြစ်နေပြီးတော့အဲ့လောက်ပဲ300လားကွာအဲ့ရည်ထားလိုက်တော့အခုမင်းတို့လုံးရမှာရှိတယ်ဘာလဲပါဘာလို့ရမှာလဲမိဖြူကတက်ချင်ဖြတ်ချင်တဲ့စိတ်တွေပေါ်နေတာမလားဟုတ်တယ် तू ကတွေးဆုံနေတာအဖရဲ့အေးအဲ့တော့မင်းတို့တွေမိဖြူကိုတောရဲကိုခေါ်လာရမယ်ဟိုတကမင်းတို့သွားတဲ့တဲလီရှိသေးတယ်မဟုတ်လားရှိသေးတယ်အဖဟုတ်ပြီအဲ့ဒီကိုခေါ်သွားလိုက်ကွာမင်းတို့ကလည်းအဲ့ဒီမှာပဲနေအဲ့ဒီနောက်မှာတောချက်တွေယုံတွေရှိတယ်မဟုတ်လားဂျီဟော့တန်တွေတော့မှကြားရတယ်အဖဟုတ်ပြီမင်းတို့တွေဒေါ်မဲငွေမလာမချင်းမိဖြူကိုအဲ့ဒီမှာခေါ်ထားကွာမကောက်ဘူးလားအဲ့ရကောင်းတယ်ပေါ့အဲ့ဒါဆိုရင်ကျတို့အဖပြောသလိုပဲလှုပ်လိုက်မယ်နော်အေးဘာကြီးအောင်ကအကြံပြီးတော့ကောင်းတယ်ဗျာအကိုရိုင်းသာအဖြစ်မရှိတာဘေဒူရဲ့နှုတ်မှာရုတ်တရက်ဆိုသလိုထွက်သွားလေရစိတ်မြန်လှပြန်လှတွေဥအောင်တယောက်စီးထားတဲ့ဖက်နဲ့ကောက်ပေါက်မယ်ပြင်နေသဖြင့်ဘေဒူတယောက်ထိုင်နေရမှာမတ်တန်ထရက်ပြီးအိမ်ဝိုင်းရဲ့အပြင်ကိုအလင်းမြန်ပြေးထွက်သွားလိုက်လေရဘိုးတွေကလည်းအနောက်မှပြေးလိုက်ရပါရီဥအောင်ကလည်းတန်လျာမှာထိုင်နေရဲနဲ့ဘေဒူအားစိတ်ဆို၍ကြံနေခဲ့ပါတော့တယ်ဘာကောင်လဲမသိပါဘူးကွာအိမ်ကနွားလေးကိုကြိုက်သွားတာဘလို့ဖြစ်တာလဲတောင်ရရမင်းတို့မသိလိုက်ဘူးလားမသိလိုက်ပါဘူးကွာဘာတန်မောက်ကိုမှမကြတာကွာကိုမြကြီးရဲ့အိမ်အောင်တန်းလျာမှာလူငယ်လူရွယ်များစုယုံစကားပြောနေကြခြင်းဖြစ်ပါရီထုံထုံပိတ်သွားပြီးဖြစ်တဲ့အတွက်ရွာမလူငယ်လူရွယ်များစုဝေးပြီးတော့စီလိတ်တောက်သူကလည်းတောက်ရင်တွေရန်တောက်သူကလည်းတောက်ကိုစားသူကစားနေရောက်တဲ့ရရအကြောင်းများပြောဆိုကြပါရီအခုတာရကသူ့ရဲ့အိမ်မှာကြုံခဲ့ရတဲ့အဖြစ်ဖြစ်အားပြန်ပြောပြနေရအားလုံးကလည်းစိတ်ဝင်တစားနဲ့မေးမြန်းကြပါရီကျိုးသိန်းကလည်းဦးအောင်ကိုညှိပြလိုက်ပြီးတော့သူတီထားတဲ့အကြောင်းများအားဖောက်တယ်ချလိုက်ပါရီတာရတို့နွားတွေမကဘူးဟဲ့ဦးသောမြင့်တို့ရဲ့စိတ်ပါသမသွားတာတွေဟာဆက်ကလည်းအကောင်ပေါက်လာကျိုးသိန်းမဟုတ်ဘူးလေဗျကျုပ်ကလည်းအစအကောင်ပေါက်ပဲထင်တော့အခုကဆက်သုံးနှစ်ကောင်နဲ့ဟာဆက်သုံးနှစ်ကောင်ကိုဘယ်လိုလုပ်သွားတာလဲလေဘင်းကိုကြိုက်ဖြတ်သွားတာလေဗျာဟာကောင်ကြီးစိတ်တွေကလည်းတန်နေကွာစိတ်တွေကိုတော့မှကြိုက်သွားတယ်ဆိုတော့ကြားတို့ကြက်တဲ့များလို့လားကွာကိုမြကြီးမှသူ့စိတ်ထင်ရကိုပြောလိုက်ခြင်းပဲဖြစ်ပါရီဒီကမင်းတော်မှဦးကောင်းကိုခါရမ်းပြီးဝင်ရောက်စကားဆိုလိုက်ပါရီကိုမြကြီးကလေဗျာကျုပ်တို့ရောက်မှဘယ်တော့ကြားတွေကြက်တဲ့တွေရှိမှလဲကြားဆိုလို့အပိုးကျိုးတဲ့ကိုမြကြီးတို့လိုကြားကြီးတွေလောက်သာရှိတာဟဲ့ကောင်မင်းတော်စကားကိုကောင်းကောင်းပြောစမ်းအကျုပ်ကသဘောပြောတာပါဗျာကြားတို့ကြက်တဲ့တို့တော့မဖြစ်နိုင်ဘူးဗျဒါဆိုဘာဖြစ်နိုင်မလဲအဲ့ဒါကိုပဲစဉ်းစားနေတာကျုပ်လည်းမတွေးရသေးဘူးမင်းရလေမင်းများသိမလားလို့သူတို့စကားပြောဆိုနေကြစဉ်ကိုမြကြီးရဲ့အိမ်ဝိုင်းထဲကိုစိတ်တို့တယောက်ကရောက်လာသေးပါရီစိတ်တို့ရဲ့မျက်နှာကြည့်ရတာကလည်းစိတ်ညစ်နေဟန်ရှိနေတာကြောင့်မလို့ကိုမြကြီးမှစတင်မေးမြန်းလိုက်ပါရီစိတ်တို့မင်းမျက်နှာကြည့်ရတာလေမလန်းပါလားဘာလို့လဲအေးဗျာကြော့အိမ်ကိုနေမကောင်းတဲ့သူတယောက်ရောက်နေလို့လေဗျာကူညီပေးနေရတာဘယ်သူများလဲမသိပါဘူးဗျာကျုပ်ဖားနဲ့အမေတို့တော့သိရလို့ပြောတာပဲဟုတ်လားရွာရဲအိမ်ကိုပို့ထားရလားအဲ့လူကရွာထဲမှာမနေချင်ဘူးလေဗျာစူလို့လေဒီသူကြည့်ရတာလေပိန်လီနေရပဲတနာစရာဗျာအခုကဈေးစရာကြီးကိုလာပင့်တာဗျာမင်းအဘတို့နဲ့တွေ့ပြီလား
အဘောက်ခေါ်တော့ပြထားတာပဲသူဟာလေဇဝေဇဝါနေဗျအေးဆရာကြီးကိုစောင့်ရအောင်ပါမလားဟုတ်တယ်အဲ့ဒါကြောင့်မလို့ဒီကိုလာခဲ့တာသူရောက်တာ၄ရက်လောက်တော့ရှိပြီဗျတနေ့တခြားပိန်ပိန်လာလို့ဆရာကြီးကိုလာပင်းရတာပဲအေးကွာငါတို့လက်ထမ်းရည်မဟုတ်တော့အဲ့ဒီဘက်ကိုမရောက်ဖြစ်ဘူးနောက်မို့ဆိုလို့ရှိရင်တော့လွမ်းဝေထန်းတော်ကိုလာရင်းနဲ့မင်းစီကိုလည်းလာပါရဲကွာဒါနဲ့အစောကပြောတယ်ကြားလိုက်ပါရီစိတ်တွေတည်တယ်ဆိုအောင်အေးဟုတ်တယ်စိတ်တို့ရောက်စိတ်တွေတင်မကောက်တာရောတို့ရဲ့နွားပေါင်လေးပါတည်သွားတာကွာတိုက်ဆိုင်လိုက်တာဗျာကြောက်ရင်ကအောင်နိုင်ကြီးကလည်းအကြိုက်ခံလိုက်ရလေဟုတ်လားဒါဆိုရင်တော့မဖြစ်တော့ဘူးကွာရွာလေးကိုကင်းလဲမှဖြစ်တော့မယ်ထင်တယ်ဟိကိုမြကြီးကကာလာသားခေါင်းဆောင်ပြီးပြီးရွာကျိုအားရှိရှိ၍ပြောလိုက်ပါရီဒီကောင်မှရွာသားများကလည်းလွလွလလပင်ထောက်ခံကြပါရီဟုတ်တယ်ကိုမြကြီးပြောတာမှန်တယ်ဗျခင်းဆောင်မှပဲရမယ်ရွာထဲမှာနွားမွေးထားတာ၄-၅ အိမ်လောက်ရှိတယ်ဟုတ်တယ်အဲ့ဒီကိစ္စပေါ့လို့မရဘူးငါတို့တွေဥဒီပါစီကိုသွားပြီးတော့ဒူလီငားကြရအောင်လားကောင်းတယ်အဲ့ဒါမှပဲအဆင်ပြေမှာဗျအဲ့လိုနဲ့ဘေဘင်ရွာမှာလူငယ်လူရွယ်များနဲ့ရွာသားကြီးများကလည်းကိုမြကြီးရဲ့အိမ်အောက်မှာထိုင်ပြီးတော့ရွာလုံးကျော်ရေးအတွက်ဆွေးနွေးတိုင်ပင်နေကြပါတယ်တေတော်များရဲ့အလယ်မှာရှိတဲ့တဲအိမ်လေးစီကိုဘိုးထေတာအေးပေတူနဲ့တာရောတို့ကမိဖြူအားခေါ်ဆောင်လာကြပါတယ်အဲ့ဒီတဲလေးစီကိုရောက်တဲ့အခါမှာတော့လိုရာထက်ပို၍ဖြူလျော့နေတဲ့မိဖြူကလည်းတက်ငယ်မိုးထီရန်ကတဲအိမ်လေးကအကဲခတ်ကြည့်လိုက်ပြီးသူမရဲ့နှဘေးမှာရှိနေတဲ့တာအေးအားမေးမြန်းလိုက်ပါတယ်အခုတာအေးဒီကိုဘာလာလောက်တာလဲငါတို့ဒီမှာနေရလိုက်မယ်မိဖြူဘာလို့လဲရွာပေါ်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးဟာတာအေးကလည်းမိဖြူအားအားတော့အာနာဟန်နဲ့ကြည့်ပြီးတော့ပြောလိုက်ပါတယ်အကဲမားရဲ့မိဖြူကတဲကုတ်ပြပေါ်ကိုထိုင်ချလိုက်ပြီးသူတို့၃ယောက်ကိုကြည့်ကစကားဆိုလာခဲ့ပါတယ်အခုတော့ကျုပ်ကိုမကောင်းဆိုးဝါးထင်ပြီးတော့ဒီမှာထားမလို့မလားမိဖြူကအေးလိုပြောတဲ့အခါဘိုးတင်တို့၃ယောက်ကလည်းဦးကောင်းကိုခါရမ်းလိုက်ပြီးတော့အေးလိုမဟုတ်ပါဘူးငါမှန်တိုင်းပြောပြမယ်ငါတို့လည်းဒီမှာပဲနေမှာရွာရဲလူတွေငါတို့ကြောင့်မလို့မထိခိုက်စေချင်လို့ပါကျုပ်ကြောင့်လို့ပြောလိုက်စမ်းပါအကိုဘိုးတင်ရဲ့စိတ်တွေကိုတတ်တာကျုပ်လို့အကိုတို့ထင်နေရမလားကျုပ်မှန်တိုင်းပြောတာအိတ်စိတ်တွေကိုကျုပ်မတတ်ဘူးအဲ့အရာတွေထားလိုက်တော့မိဖြူနေရွာလေးကိုမတော်ရအောင်နေမေကြီးလာမခေါ်မချေဒီမှာပဲနေရလိမ့်မယ်ကျုပ်ကြောင်းမတက်ရတော့ဘူးလားမိဖြူရဲ့အမေကြောင့်မလို့ဘိုးထင်ဘလို့ပြန်ပြေးရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲတာကြီးမဝင်းရောက်ပြီးတော့ဖြေချလိုက်ပါရယ်နေပဲကြောင်းမတက်ချင်ဖြစ်နေရမလားအခုတက်ချင်သွားပြီမိဖြူရဲ့ပုံစံကိုအကဲခတ်နေတဲ့ဘိုးထင်ကမိဖြူနဲ့မျက်နှာရင်းဆိုင်မှာဝင်းထိုင်လိုက်ပြီးတဲ့နောက်မိဖြူအားအတန်ခတ်မမနဲ့မေးလိုက်ပါတော့တယ်နေဘာလို့လဲဘိုးထင်အဲ့လိုမေးလိုက်တဲ့အခါမိဖြူတယောက်ကလည်းအံ့ဩနေတဲ့မျက်နှာနဲ့နားမလည်နိုင်စွာပြန်ပြီးတော့ဖြေချလာပါရယ်ကျုပ်ကမိဖြူလေအကိုဘိုးထင်ဘာဖြစ်နေရလဲပုံတော်လေးကိုတတ်လိုက်လို့စိတ်ဆိုးနေရလားကျုပ်ကပညာသေးဆိုတာအကိုဘိုးထင်အစတည်းကသိတာ哦မဟုတ်ဘူးနေမိဖြူမဟုတ်ဘူးငါ့အမှန်တိုင်းပြောနေဘာလို့လဲမဟူရသေးဘူးဆိုတော့တခြားတယောက်မလားအကိုဘိုးထင်ဘာလို့တန်ရများနေရလဲအကိုတို့မယုံဘူးဆိုရင်ကျုပ်လည်းဒီမှာမနေနိုင်တော့ဘူးဒီကနေပြီးတော့ထွက်သွားတော့မယ်မိဖြူကလည်းအဲ့လိုပြောပြရနဲ့ထိုင်နေရမှရုတ်တရက်မတ်တက်ထရလိုက်ပြီးတဲပြင်ကိုလည်းထွက်သွားခဲ့ပါရယ်ဒီအခါမှာတာကြီးနဲ့ပေတူတို့ကမိဖြူရဲ့နောက်ကိုလင်းမြန်စွာပြေးလိုက်သွားပြီးမိဖြူနေရလေစိတ်ကြီးပဲနေရဘယ်ကိုသွားရမှာလဲဘယ်မှသွားစရာမလိုငါတို့နဲ့ပဲနေရမယ်အကိုတာကြီးတို့ကျုပ်ကြောင့်စိတ်ညစ်နေပြီမလားအဲ့တော့ကျုပ်ပဲထွက်သွားလိုက်ပါမယ်ပြောပါဦးနေရဘယ်ကိုသွားမလို့လဲရောက်ချင်တဲ့နေရာရောက်သွားမှာပဲလာတဲကိုပြန်ဝင်တာကြီးနဲ့ပေတူတို့ကမိဖြူအားချုံးမော်ပြီးပြန်ခေါ်လိုက်ပါရယ်မိဖြူကအရင်ရက်များမှာတွေးရတာနဲ့ခြားနာစွာပုံမှန်ကဲ့သို့ပဲပြုမှုပြောဆိုနေပါရယ်သူတို့ဘယ်လိုမှတွေးမရအောင်လို့ဖြစ်နေလို့နေပါရယ်ဘိုးတင်ကလည်းဦးကောင်းကိုကုတ်လိုက်ပြီးစိတ်ရှုပ်နေဟန်အထင်သာပေါ်လွင်နေပါရယ်ဘိုးတင်ရဲ့သွေးမြေမြင်နေရတဲ့မိဖြူကလည်းဘိုးတင်ကိုလည်းစိတ်ကြီးကတီးကြီးစွာဖြင့်စကားဆိုလာခဲ့ပါရယ်အကိုဘိုးတင်စိတ်ညစ်နေတာကြုံမမြင်ချင်ဘူးအဲ့တော့ကျုပ်အမှန်တိုင်းပဲပြောမယ်ပြောမိဖြူအဲ့တော့မှငါတို့ဘာတွေဘယ်လိုလုပ်ရမလဲဆိုတော့ကိုစဉ်းစားလို့ရမှာဟာကျုပ်အခုတလောတွေးတအားစားလာတယ်လက်လက်ဆက်ဆက်တွေးကိုမှတောက်ချင်နေတယ်မိဖြူမအဲ့လိုပြောလာလေရဘိုးတင်တို့၃ယောက်ကလည်းတယောက်မျက်နှာတယောက်ကြည့်မိသွားကြပါရယ်ဒီနောက်မှာတော့မိဖြူကလည်းသူမရဲ့စကားကိုဆက်လာခဲ့ပါရယ်အခုဘိုးတင်ကျွန်မနွားလေးကိုပဲတတ်လိုက်မိတာပါအဲ့ဒီနောက်ပိုင်းဒီတိုးရဲ့အကောင့်တွေကိုဖမ်းတာအဲ့ဒါကျုပ်အမှန်တိုင်းပြောနေတာမိဖြူရဲ့စကားအားဘိုးတင်တယောက်ကလည်းမယုံကြည်ပါဘူးဦးသောမြင့်ရဲ့စိတ်များကလည်းမိဖြူရဲ့လက်ချက်နဲ့တိဆုံးသွားရတယ်လို့တတိထယုံကြည်နေပါတယ်။အဲဒီအတွက်မိဖြူအားမယုံကြည်ကြောင်းခုံတော့ပြန်စကားဆိုမဲ့ကြလိုက်စေဘိုးတီရဲ့အကြံစီကိုရိတ်စားမိဟန်ရှိနေတဲ့ပေတူမှဘိုးတီရဲ့ပခုံးအားပုတ်လိုက်ပြီးမပြောရန်ခေါင်းရမ်းပြပြီးမိဖြူကိုစကားဆိုလိုက်ပါတယ်။ငါနေကိုယုံနေမိဖြူဒါနဲ့ဘာကြောင့်များနေတွေးစားနေရတာလဲ။
အဲ့တော့ကျုပ်လည်းမသိဘူးဘာကြောင့်ဖြစ်မယ်လို့နေထင်လိုက်ဒီကောင်မိဖြူကလည်းပြောတဲ့မပြောတဲ့စဉ်းစားနေဟန်ရှိနေပါတယ်မိဖြူရဲ့မျက်နှာကိုအကဲခတ်မိတဲ့တာကြီးကသူမရဲ့နှဘေးမှာကက်ဝေးထိုင်လိုက်ပြီးမိဖြူငါနေကိုညီမလေးအရင်လိုချစ်တယ်ဆိုတော့နေသိရနော်ကျုပ်သိတာပေါ့နေကငါတို့မယုံသေးဘူးလားဘာလို့အဲ့လိုပြောရတာလဲအကိုသားကြီးနေမှာငါတို့မပြောဘဲနဲ့ချားတဲ့စကားတွေရှိနေတာငါတို့သိတယ်တကယ်ဆိုရင်နေငါတို့ယုံကြည်တဲ့တယ်လေတာကြီးကအဲ့လိုပြောပြီးတဲ့နောက်စိတ်မကောင်းတဲ့ဟန်ပြူလိုက်ရအောင်မိဖြူတယောက်ကလည်းမျက်လုံးကလေးဟာကလေးကလေးနဲ့ဥကောင်းကိုလည်းကုပ်ပြီးစဉ်းစားလို့နေပါတော့တယ်သူမစိတ်နှခွာဖြစ်နေတာကိုကောင်းစားရိပ်စားမိတော့ပေသူနဲ့ဘိုးတီတို့နှစ်ယောက်ကလည်းတာကြီးရဲ့နေတူမိဖြူအားစကနာထိုးလိုက်ကြပြန်ပါရီမိဖြူငါတို့ကနေကိုငါတို့ရဲ့ညီမလေးရဲတယောက်လိုမျိုးသဘောထားတာနေရတော့ငါတို့ကိုသစင်းလိုပဲသဘောထားတယ်ငါတို့ကနေကိုဒုက္ခရောက်အောင်လို့လုပ်မယ်လို့နေထင်နေရလားပြောမနေပါနဲ့ပေတူရသူကငါတို့အခုထိမယုံသေးဘူးအဲ့ဒါကိုတကယ်ပဲစိတ်မကောင်းကွာအခုမင်းနေတယ်ဆိုတာကလေသူ့ကိုဒုက္ခပေးမလို့သိချင်နေရလို့ထင်နေမှာပေါ့ပေတူနဲ့ဘိုးတီတို့ရဲ့စကားကြောင့်မလို့မိဖြူတယောက်ကလည်းဥပေါင်းကိုတွင်ရမ်းခါပြီးတော့မဟုတ်ဘူးအကိုတို့မယုံလို့မဟုတ်ဘူးအမေကြီးကမပြောခိုင်းလို့မိဖြူအမေကြီးကငါတို့ကိုမပြောနဲ့လို့ပြောထားလို့လားအဲ့လိုတော့မဟုတ်ပါဘူးဘယ်သူမှမပြောရဘူးလို့မှားထားတာမိသားစုဝင်တွေကိုဆိုရင်ရောကျုပ်မမိသားစုကနှစ်ယောက်ပဲရှိရလေအမေကြီးနဲ့ကျုပ်စိတ်မကောင်းလိုက်တာမိဖြူဟာငါတို့ကနေ့ကိုမိသားစုဝင်လို့တတ်မှတ်ထားတာနေရာတော့ငါတို့မိသားစုဝင်လို့မတတ်မှတ်ထားဘူးမဟုတ်တာပဲကိုပေတူရအကိုပေတူတို့ကလေကျုပ်ရဲ့မိသားစုဝင်တွေပါပဲမိဖြူနေတကယ်ပြောနေရလားတကယ်ပြောတာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်အမေကြီးမပြောစေချင်တဲ့ကိစ္စငါတို့ကိုပြောပြအဲ့ဒါလေကဲမိဖြူနေကငါတို့ရဲ့မိသားစုဝင်လို့မတတ်မှတ်ဘူးဆိုရင်တော့မပြောပါနဲ့ရပါတယ်ပေတူကလည်းအဲ့လိုပြောပြီးတော့စိတ်မကောင်းဟန်ပြုတ်လိုက်လေအောင်မိဖြူတယောက်ကလည်းဥကောင်းကိုထပ်မံကုတ်လိုက်ပြီးတော့ပြောမယ်စိတ်မကောင်းမဖြစ်နဲ့တော့မိဖြူပြောပြမယ်ဆိုရင်တော့စိတ်မကောင်းမဖြစ်တော့မေကြီးကအဲ့ဒီနေရာဖြစ်ခဲ့တဲ့အကြောင်းဘယ်သူမှပြောခိုင်းတာမဟုတ်ဘူးအကိုတို့အကိုရင်းနေမိသားစုဝင်နေလို့မျိုးသဘောထားလို့ပြောပြရမှာမိဖြူကအဲ့လိုမျိုးစကားချီပြီးတဲ့နောက်သူမကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာများအားပြောပြလာပါတယ်မိဖြူတယောက်ကမိဘများမရှိတော့တဲ့အချိန်အမေကြီးတော်ဆက်တယ်လို့ပြောတယ်စိတ်ကဝေမယ်ငွေရဲ့နောက်ကိုလူမန်းတီးသစားအရွယ်မှာလိုက်ခဲ့ပါရီသူမကလည်းတော်ကြီးထဲမှာအေအိုကြီးတစ်လုံးမှာနေထိုင်ခဲ့ရပြီးသူမနဲ့ညီမတော်ဆက်တယ်လို့ပြောတဲ့မဟူယာဒေဝီဆိုတဲ့မေမပြိုလေးနဲ့အတူတူနေထိုင်ရပါရီမဟူယာဒေဝီကလှပကြောရှင်းတော်လေမျက်နှာထားကလည်းဒီကအနက်ရောင်အားလွန်စွာမှကြိုက်တဲ့တတ်သူဖြစ်ပါရီနေတိုင်းကရက်ပေါင်းလာပေါင်းပြားစွာကြားပြသွားတဲ့တိုင်မဟူယာဒေဝီကသူမအားလက်ချိုးရည်လို့ရတဲ့စကားလုံးအချို့သာပြောမှုပါရီအဲဒီလိုနဲ့တနေ့တော့အချိန်မှာမိဖြူတယောက်အေးရဲဘေးမှာတယောက်တည်းစောကစားနေတဲ့အချိန်မူယာဒေဝီနဲ့အမေကြီးဖြစ်သူဒေါ်မေငွေတို့ရဲ့ပြောနေတဲ့ထူးဆန်းတဲ့စကားသံများကိုကြားလိုက်ရပါတယ်မူယာဒေဝီရဲ့အတန်ကျဲလောင်စွာနဲ့တခါမှမပြောဘူးတဲ့အတန်ကိုလည်းကြားလိုက်ရတာကြောင့်မလို့မိဖြူကလည်းအတန်ကြောင်လို့ငြိမ်သက်၍နားထောင်လို့နေပြီးပါတယ်မေကြီးကျမပညာရေးစွန့်တော့မယ်။နေကဘာလို့ပညာရေးစွန့်ပါလဲ။ကျမတလတစ်ချိန်လူရဲ့လေချောင်းတွေကိုလည်းမတော့ချင်တော့ဘူး။နေကအစကတည်းကပြောထားရလေ။အဲ့ဒီပညာကိုမကျဲပါနဲ့လို့။နေပညာဆိုရင်နေခန္ဓာကိုယ်ကပျက်စီးသွားမှာ။နေထုံကူးရင်တော့မှပါရမီကြောင့်ပဲပညာတွေပြန်ရအောင်ပါပဲ။ကျမဘာလို့ထုံကူးရမှာလဲ။ဘယ်သူကိုယ်ထဲမှာမဝင်ချင်ဘူး။ကျမဒီတိုင်းပဲပြောင်းကွယ်သွားတော့မှာ။နေပါဖြစ်နေရလေမဟုတ်ရ။ဘာလို့ချက်ချင်းကြီးပြောင်းလဲသွားရလဲ။ဘာလဲ။ဟိုကောင်ကြောက်လား။မေကြီးမဆိုင်တာတွေမပြောပါနဲ့။သူလည်းဘာမှမဆိုင်ဘူး။အဲ့ဒါဆိုရင်နေပါလို့အသက်တည်ခံပါလေကျမတို့မကောင်းစိုးဝါတကောင်ရော့သွားတာကလောကကြီးတော့မကောင်းဘူးလားတော်စဲမဟုတ်ရနင်းကပြောတဲ့ပညာဆိုတဲ့ကောင်ကနင်းကိုစကားချိုချိုလေးတွေပြောပြီးတော့နေတဲ့နှလုံးကိုစားပြီးပညာစင်မြင့်ကျင်နေတာမဟုတ်တာတွေမပြောပါနဲ့အမေကြီးဟာကိုမညာအဲ့လိုလူမျိုးမဟုတ်ဘူးမဟုတ်ရဒေဝီနဲ့ဒေါ်မေငွေတို့စကားများနေတာကိုမိဖြူတယောက်ကလည်းအေးရဲဘေးမှာရှိတဲ့ဂျိုမီကြီးအောင်မှာထိုင်ရတဲ့နားထောင်နေမိပါတယ်အိမ်ပေါ်မှာပြောဆိုနေတဲ့စကားများအားမိဖြူနားမလည်ပါဘူးဒီချိန်မှာမိဖြူထိုင်နေတဲ့ကျုံးပင်ကြီးနဲ့မလန်မကန်မှရှိနေတဲ့ပြင်းကလေးပင်ကြီးရဲ့အောက်မှာလူရဲတယောက်ကလည်းပြင်းကလေးပင်ကြီးရဲ့နောက်ခွင်မှာနေပြီးဒေါ်မေငွေနဲ့မဟူရောတို့စကားပြောဆိုနေတာကိုစိတ်ဝင်တစားနဲ့နားထောင်လို့နေတော့ကိုလည်းတွေးလိုက်ရပါတယ်။အင်ကြီးပေါ်မှာတော့မဟူရာဒေဝီနဲ့ဒေါ်မေငွေတို့ပြောဆိုနေတဲ့စကားသံများကလည်းတစားတစ်စားပုံမကျဲလောင်လာနေပါတယ်။အမေကြီးပါလေအမေကြီးကကျမကိုခိုင်းစားမရသေးလို့အခုလိုပညာတွေစွန့်မှာကိုမလိုလားလား။မူရနေစကားကိုကြည့်ပြောစမ်းနေကအစကတည်းကပြောထားပြီးသားပဲလေပညာတွေကိုလိုက်စားပါဆိုတာနေကစကားမှနားမထောင်တာလေပညာဆိုရင်ကိုပါစွန့်ရတဲ့ပညာကိုနေပဲသင်ခဲ့ရလေအဲ့အရီထားလိုက်ပါအခုကျမပညာစွန့်မယ်ပြီးရင်ဘ누구ကိုယ်ထဲမှာမဝင်ဘူးဒီတိုင်းပဲငရဲကိုသွားတော့မယ်နေကငါ့ကိုထားခဲ့မှာလားအမေကြီးကျမကိုနားလေစမ်းပါမဟူရာရဲ့စွန့်နေတဲ့အ
အတန်နဲ့အတူတူအိမ်ထဲမှာတော့အနေရောင်မီးကိုလှုံများထသွားခဲ့ပါရီအိမ်ချင်းရောင်ကိုမြင်လိုက်ရတဲ့ပြေကလေးဘေးနောက်မှာရပ်ပြီးအိမ်ထဲမှာစကားတန်ကိုနားထောင်နေတဲ့လူရဲကလည်းတစ်ချက်ပြုံးလိုက်ပြီးတော့ကျင်းနဲ့စွာပြုံးနေတဲ့အချိန်သူ့ကိုကြည့်နေမိတဲ့မိဖြူကိုလည်းမြင်သွားသဖြင့်မျက်နှာကွက်ကနေပြတ်သွားပြီးတော့ပြေကလေးဘေးဘေးမှာရှိတဲ့နှွေးတစ်ချောင်းအားပြက်လိုက်ကောင်မိဖြူတန်းပြက်လွတ်လိုက်ပါရီအိမ်လူရဲကလည်းပြက်လွတ်လိုက်တဲ့နှွေးကျိုးကရုတ်တရက်ဆိုသလိုငွေတကောင်ဖြစ်ပြောင်းလဲသွားပြီးမိဖြူရဲ့လေပင်အားခဲထားလျာမိဖြူတယောက်ကျဲလောင်စွာအော်ဟစ်လိုက်ပါရီဒီနောက်လူရဲကပြေကလေးဘေးနောက်မှာကွယ်ပြီးတော့ပုံအောင်နေရင်မိဖြူရဲ့အခြေအနေကိုစောင့်ကြည့်နေပါရီမိဖြူရဲ့အော်တန်ကြောင့်မလို့ဒေါ်မေငွေတယောက်ကလည်းအိမ်ပေါ်မှာပြေးဆင်းလာပါရီကျုံးမြေအောက်မှာလဲကြောင်နေတဲ့မိဖြူကိုကြည့်ကအလန်တကြောင်နဲ့အော်ခေါ်လိုက်ပါရီမြေးလေဘာဖြစ်တာလဲမွေကြိုက်တာမိဖြူရဲ့မျက်လုံးများကပြောင်းဝေးနေပြီးအတန်ကိုသာကြားနိုင်ပါတော့တဲ့အနေထားမှရှိနေပါရီဒီကောင်မဒေါ်မေငွေကလည်းမိဖြူကိုပွေ့ချီချရင်မောင်အိမ်ပေါ်ကိုလည်းမောကြည့်လိုက်ပြီးအော်ဟစ်လိုက်ပါရီမိဖြူတယောက်အတိုင်းသားကြားလိုက်ရပါရီမဟုတ်ရနင့်ညီမလေးကိုလာခဲ့ဦးနင့်ညီမလေးကိုတိုက်မွေကြိုက်သွားတယ်နင့်ညီမလေးမသိခင်နင်သူ့ကိုယ်လေးကိုဝင်စမ်းငါပြင်တယောက်လုံးကိုမဆုံးရှုံးချင်ဘူးမေကျမဝင်လိုက်လို့ရတယ်ကျမပညာရီစွန့်ထားတာဆိုတော့သူ့အတန်နဲ့သူ့ကိုမထိန်နိုင်ဘူးကျမသွေးတော့မှသူ့အတန်နဲ့သူ့ကိုထိမ့်မိနိုင်မှာမေကြီးရဲ့ဘလို့နီးပဲဖြစ်ဖြစ်ငါမြေလေးကိုကဲပါမဟုတ်ရပြီးမှငါနီးလိုက်ချမယ်ကျမမဝင်ချင်ဘူးအရင်လိုပဲပြန်ဆိုးသွားမှာကိုကျမကြောက်တယ်နေထုံမကူဘူးဆိုရင်တိတ်မကြောက်ရင်ငါ့ကိုထားသွားမှာအခုမြင်းလေးရလေငါ့ကိုထားသွားတော့မယ်နေတို့ငါ့ဘောအတော်ရက်ဆက်တာပဲမေးကျမမိဖြူကိုယ်တည်းဝင်မယ်ကျမကိုတရိတ်ထန်သွေးပဲတိုက်ပါလူသွေးတော့လုံးဝမတိုက်ပြပါစေနဲ့အဲ့ဒါဆိုကျမစွန့်ထားတဲ့ပညာတွေပြန်ရလာလိမ့်မယ်အဲ့လိုဘွားကိုကျမမရောက်ချင်ဘူးစိတ်ရမဟုတ်ရမြေးမလေးကိုတော့ရောက်လို့ကဲပေးပါအဲ့ဒီစကားများကြောင့်မလို့ကြားနေရတဲ့မိဖြူကလည်းသူမရဲ့အသည့်အာယုံမောင်ဖုံးလူအချိန်မှာပဲရုတ်တရက်လူတယောက်လှုပ်ရည်နှိုးလိုက်တဲ့လိုဖြစ်သွားပြီးမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်ပါတော့တယ်ဘိုးရီတို့တော့ရောက်ကလည်းမိဖြူပြောပြလာတဲ့ထူးဆန်းတဲ့အကြောင်းအရာများကိုနားထောင်ပြီးတဲ့နောက်အန်အောနေကြပါရီဒီနောက်မှာတော့ပေတူကမရှင်းမလင်းဖြစ်နေတဲ့အရာများအားမေးမြန်းလိုက်ပါရီရဆိုအခုကမိဖြူလားမဟူရသေးဝေးလားကျမမိဖြူပါအမမဟူရကကျုပ်ကိုထိန်းချုပ်ထားတာမျိုးတော့လေမဟုတ်ဘူးဘယ်လိုပြောရမလဲတချို့ຢာတွေကိုကြုတ်သိနေတယ်ဥပမာဘယ်လိုမှန်နဲ့တိုက်ခိုက်ရမယ်ဆိုတဲ့အထိကျုပ်လိုသိနေတာတခါတလေတော့တယ်သတိမိသွားတယ်ကျုပ်ဘာလို့လုံးမိမှန်မသိတာမျိုးလည်းရှိတယ်အဲ့လိုချိန်မျိုးဆိုရင်တော့အမမဟူရဖြစ်နေနိုင်တာပဲဒီတော့ကလည်းငါဖြစ်ခေါင်းတွေတော့မှမူးလာတယ်ကိုခန္ဓာတစ်ခုတည်းကိုနှစ်ယောက်နေနေတာဒါကြီးကလည်းမိဖြူပြောတဲ့စကားများအားနားထောင်ပြီးတော့ဥကောင်းကိုကို၍ရေရွတ်လိုက်ခြင်းဖြစ်ပါရီအဲ့လိုမျိုးညီးတွားလိုက်တဲ့တာကြီးအားဘိုးတင်မှာသေချာကြည့်ပြီးဟေးကောမိဖြူကိုတွေးတိုက်တာမင်းနော်မဲတိုက်တယ်တွေးတယ်လူသွေးများပါသွားသေးလားဟာပေါ့ရှာကွာလူသွေးတဲ့ငါရဲ့လေပဲဖောက်ပြီးတော့တွေးခံတိုက်ရမှာလားမဟုတ်ဘူးမိဖြူအခုလိုဖြစ်နေတာကတခုခုပဲမင်းရလေကွာငါကိုယ်တိုင်ပဲတိုက်လိုက်တာပါကွာဝတ်သွေးပါပဲအသေးချာပြောနေတဲ့တာရေးကြောင့်မလို့ဘိုးတင်တယောက်ကဘလို့မှမတွေးတတ်အောင်ဖြစ်သွားရပါတယ်ဒီချိန်မှာမိဖြူရဲ့မျက်လုံးအစုံကရုပ်ကြီးဆိုသလိုမဲနဲ့သွားပြီးဘိုးတင်တို့၃ယောက်ကိုကြည့်ကငါတို့ရွာပြန်ရမယ်မိဖြူနေဘာကြီးပြောနေရလဲဘိုးတင်တို့ကအဲ့လိုပြောလိုက်တဲ့အခါမိဖြူရဲ့မဲနဲ့နေတဲ့မျက်လုံးဆံများကဘယ်ကလေးအနေထားတိုင်းပြန်ပြီးတော့ပြောင်းသွားပြီးဥကောင်းကိုလည်းရမ်းပြီးတော့ဖြေလာခဲ့ပါတယ်ဘာမှမပြောပါဘူးဘိုးတင်တို့၃ယောက်ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့လေးပင်နဲ့တပ်ပြင်းများကိုအကြိမ်ကြိမ်ချနေမိပါတော့တယ်ဘေဘေရွာလေးရဲ့ညပိုင်းချိန်ခါဖြစ်ပါတယ်ရွာမကာလာသား၃ယောက်ကလည်းဒူးလေးလှန်တဲ့ဒုတ်ကိုစီကိုင်းဆောင်ပြီးတော့ရွာထဲမှာကင်းလှည့်နေကြပါတယ်ကင်းထဲမှာတော့ရွာဝင်းမှာတည်ရှိနေပြီးအလဲကျကင်းပတ်နေတဲ့ကာလာသား၃ယောက်တို့ကလည်းကင်းထဲကိုလည်းပြန်လာနေကြပါတယ်ညချိန်ကဖြစ်တဲ့အတွက်သူတို့ကလည်းဒီလိုပြောနေကြတယ်စကားတန်တချို့ကလည်းနေကင်းအချိန်ထက်ပို၍ကျေတရားရှိနေပါတယ်ဒါတော့မနေ့ပြန်ဘလူတွေအလဲတော့ကိုမင်းတောင်ကိုခိန်နဲ့ကျိုးသိန်းလာမသိဘူးအခုကင်းလဲနေတဲ့သူ၃ယောက်ကလည်းဖိုးထွေးတာရနဲ့မောင်မြင့်တို့ဖြစ်ပါတယ်ဘိုးထွေးကလည်းဓာတ်တစ်ဖက်မီးအိမ်တစ်ဖက်ကြိုက်ထားပြီးတော့မောင်မြင့်ကလည်းဝရင်တို့ကိုပခုံးပေါ်မှာထမ်းထားခဲ့ပါတယ်တာရကလည်းဝါကြီးတော့ကိုလည်းလွယ်ထားကဒူးလီအောင်ပခုံးပေါ်မှာထမ်းထားခဲ့ပါတယ်မောင်မြင့်ကဒူးလေးထမ်းကားတဲ့တာရကိုလည်းငဲဆောင်ကြည့်လိုက်ပြီးတော့ကိုတာရခမရဒူးလေးပြည့်တယ်လို့လားဗျာတော့ကြနွားကြိုက်တဲ့ကောင်ကတော့မှမပြည့်မိပဲနဲ့ကျုပ်နဲ့ဖိုးလေးကိုပါပြည့်မိနေလို့ငါပါမောက်နေပါအောင်ပဲမင်းဆိုတာကလည်းငါ့ကိုသိပ်ပြီးတော့အထင်သေးတာပဲတာရပါကွာဒူးလေးမပြောနဲ့တူမီတောင်မှပြည့်တတ်တယ်တူမီပြစ်တာဘာခက်တာမှတ်လို့ဒီလူလေးကြီးကလည်းမောင်းကလည်းတန်ပါပြီးတဲ့အမှန်တိုင်းပြောရရင်တော့ခမရဒူးလေးစမ်းပြေကလေးကကျုပ်တို့ဖြစ်ရင်ခုံနေတာသာရတယောက်ကလည်းတူးထန်ငယ်တဲ့မောင်မြင့်ရဲ့ပြောစကားကြောင့်မလို့မျက်နှာမသားမရဖြစ်လို့သွားတယ်
အိမ်နောက်မှာတော့တာရာကမောင်မြင့်ကိုလည်းကြည့်ပြီးဒူးလေးအကြောင်းနောက်မှပြောရအောင်တဲ့ကြော်လျော်ဒီကောင်တွေအိမ်မှာလည်းနွားတွေရှိရလေဒီကောင်တကောင်အစည်းအဝေးတော်မှာလာမတတ်ဘူးလားလို့ဟုတ်တယ်ကိုတာရာသူတို့နှစ်ယောက်ကလည်းဘာရီလုံနေမှန်းကိုမသိဘူးကျိုးတို့နဲ့လည်းတိတ်ပြီးတော့မပေါအောင်သူတို့နှစ်ယောက်ကိုကြည့်ရတာတမျိုးပဲဗျဟုတ်တယ်ငါအဲ့ဒီနှစ်ကောင်နဲ့ရွာရင်းမှာတွေ့ရတော့မှငါ့ကိုနှုတ်မဆက်ကြအောင်ဒီကောင်တွေရုပ်ကလည်းကြောင်စီနဲ့အေးဗျာကျုံလဲဒီကောင်တွေနဲ့မပေါက်ပြတာကြာပြီကိုကျရုပ်ပြောတာကတော့အဲ့ဒီကောင်တွေဦးသီးရဲ့တဲမှာတရေချောက်ခံရပြီးတည်းကအဲ့လိုပြစ်သွားတာတဲ့ဘိုးဒီတို့တောင်ယောက်ကစကားတပြောပြောနဲ့ပတ်ဝန်းကျင်ရှိတဲ့အိမ်ဝိုင်းများကိုလည်းကြည့်ရင်လမ်းလျှောက်နေကြစီမျက်နှာချင်းဆိုင်မှလာတဲ့လူရိပ်တရိပ်ဖြက်ကနေပြီးသွားတာကိုလည်းမြင်လိုက်ရပါတယ်လေပြန်လုံးတဲ့အတွက်သူတို့ရဲ့အရှိမဖြက်ပြေးသွားတဲ့သူအားရှင်းလေးစွာမမြင်လိုက်ရပါဘူးဘိုးဒီကလည်းမြေအုပ်ဆောင်ကိုကတ်လိုက်ပြီးတဲ့နောက်မှာတော့အမောဖြေကစကားတီးတို့ပြောလိုက်ပါတယ်ဟင်းကောင်မောင်ပြည့်မင်းကတဲမှရှိတဲ့တခြားသူတွေကိုတွားနှိုးလိုက်ပြီးရင်သူတို့ခေါ်လာခဲ့ငါနဲ့တာရာကလိုက်ကြည့်တိုက်အောင်ပဲဟုတ်ကဲ့ကိုဘိုးတွေတတိဟောင်းတော့ဘာအောင်ကြီးလည်းမသိဘူးအေးရတယ်မင်းလည်းတတိထားပြီးတော့သွားဘေးကိုယူသွားမလားမယူတော့ဘူးလေဗျာကျုပ်ကဒီလန်တိုင်းသွားမှာပဲရပါတယ်ခင်ဗျားတို့ပဲယူသွားလိုက်ပါအေးမောင်မြင့်တယောက်ကလည်းဝရင်ထုတ်ကိုထမ်းပြီးတော့ကျင်းတဲ့ရှိရာကိုပြန်သွားခဲ့ပါတယ်ဘိုးတွေနဲ့တာရာတို့ကလည်းသူတို့ရဲ့အရှိမဖြတ်သွားရတဲ့အရေးရဲ့နောက်ကိုတတိကြီးစွာနဲ့လိုက်သွားလိုက်ကြပါတယ်တာရာကလည်းလက်ထဲမှာဒူလေးကိုလည်းမောင်းတင်လိုက်ပြီးတော့မြားတယ်ကိုပါအစင်းသိထည့်ထားလိုက်ပါတယ်လေကလည်းအိမ်နောက်မှာတော့မီးအိမ်ကိုကင်ထားတဲ့ဖိုးတွေအောင်အသက်တီးတို့နဲ့စကားဆူလာလိုက်ပါတယ်ဖိုးတွေငါတို့ချေရနေပြီးတော့ဖြတ်သွားတာကလည်းဘာကောင်းလဲကွာမသိဘူးလေကွာသွားတာလည်းမြန်လုံးတယ်လူကလွှဲရင်ကြံတာဆိုအကုန်ပြက်မှာနော်အေးဘိုးတွေနဲ့တာရာတို့ကလည်းအရေးသွားနေရနောက်ကိုလည်းလိုက်သွားလိုက်လျောက်မကြတော့အချိန်မှာပဲလမ်းဘေးမကြီးပင်ကြီးတပင်အောက်ကိုရောက်သွားခဲ့ပါတယ်မကြီးပင်ရဲ့အောက်ကိုရောက်တဲ့အခါမှာတော့မကြီးပင်ပေးစီမှာပုံနေတဲ့မိဖြူအောင်မိအုပ်ဆောင်အလင်းအောင်မှာတွေ့လိုက်ရပါတယ်ဘိုးတွေနဲ့တာရာတို့ကလည်းအံ့ဩသွားကြပါတယ်မိဖြူကသူမရဲ့ပစမသွေးတို့အားလက်နဲ့တုံးနေရင်းနဲ့ဘိုးတွေတို့အားမြင်တာနဲ့လိမ်မြန်စွာထွက်ပြေးသွားပါတော့တယ်သူမထွက်ပြေးသွားပြီးတော့မကြတော့အချိန်မှာအဲ့ဒီအိမ်ဝိုင်းတွင်မှရှိတဲ့အိမ်တွေအိမ်မှာမူတန်ထွက်ပေါ်လာလျာဘိုးတွေနဲ့တာရာတို့တယောက်မြင်တာတယောက်ကြည့်လိုက်ပြီးတော့အိမ်ပေါ်ကိုတက်သွားလိုက်ပါတယ်အိမ်လေးပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့အသက်50အရွယ်လူကြီးတယောက်ကမျက်လုံးများပြူးကျပြီးအသက်ကင်းမိတ်နေတာကိုတွေ့လိုက်ရပါတယ်လေဘေးမှာတော့ကြိုက်ခဲထားတဲ့ဒဏ်ရာကိုတွေ့လိုက်ရပြီးနဘေးမှာတော့မိသားစုဝင်များအလန်တကြားဖြစ်ကငိုယိုနေကြတာကိုလည်းတွေ့ရပါတယ်ဘိုးရီနဲ့တာရာတို့ကလည်းလုံးစွာအံ့ဩနေသဖြင့်မိသားစုဝင်များအားမေးမြန်းလိုက်ပါတယ်မေးဦးသားတို့ကဘယ်လိုဖြစ်တာလဲမသိပါဘူးကွယ်ခြေထောက်ပေါက်တန်တွေကြားလို့ထားကြည့်လိုက်တော့အခုလိုပဲမြင်လိုက်ရတာပဲကွယ်ဟုတ်ဗျာကျတို့ရွာမှာဘာတွေဖြစ်နေရလဲမသိတော့ဘူးဗျာကျတို့ကလည်းကင်းလှည့်နေတာအခုအိမ်ဝိုင်းထဲကိုရောက်လာတာဒါတော့အနေရောငါတို့အရင်ဆုံးအဘောက်လေးသွားပြီးတော့အချောင်းကြားမှဖြစ်မယ်တော်ရောမမိဖြူကိုတွေ့ခဲ့တဲ့အကြောင်းကိုဦးအောင်အောင်သွားပြောရန်ပြင်းနေသဖြင့်ဖိုးတွေကလည်းစကားစာဖြစ်လိုက်ပြီးအိမ်ပေါ်မှာဆဲလာကြပါတယ်ဒီနောက်မှာတော့ဖိုးတွေကလည်းတောက်ရအောင်တီတိုစကားဆိုလိုက်ပါတယ်တာရတွေငါတို့ဘိုးတွေတို့ကိုလည်းအချောင်းကြားမှနေတူတယ်အေးဟုတ်တယ်ဒီအောင်တွေတော်တွေသွားနေတယ်ပြောတယ်ခိုင်းပြပြကွာအခုညောင်ရင်းချင်းမင်းရဲ့ငါရဲ့သွားပြီးတော့ပြောရအောင်မိဖြူကလုံးဝမယိုးသားဘူးကွာဟုတ်တယ်မင်းမအင်းကိုသွားပြောပြီးရင်တော့ငါတို့ဘိုးတွေတို့စီကိုသွားရတာပေါ့ကွာအဲ့လိုနဲ့တောင်းရတဲ့ဖိုးတွေတို့ကလည်းလမ်းမဆုံးတဲ့ကင်းသမားအဖွဲအားအကျိုးကြောင့်ပြောပြကဦးတန်းထုံးရဲ့အိမ်ကိုသွားစီပြီးသူတို့ကလည်းရွာလူကြီးအိမ်ကိုသွားလိုက်ကြပါတယ်။တောရှိတဲ့တဲလေးရဲ့အတွင်းမှာကိုပြစ်ပေါ်မှာတော့ဘိုးထင်တာရီနဲ့ပေတူအိမ်မောကြနေကြပါတယ်။များမကြတော့အချိန်မှာတော့ကြီးဟောက်တန်းကြမလို့ဘိုးထင်ကလည်းနိုးလာခဲ့ပါတယ်။မိတင်တဲ့ရေနံစီမိခွက်လေးအားထုံးညီလိုက်ပါတယ်။ရေနံစီမိခွက်လေးစီမှာအလင်းရောင်ကြမလို့တဲအတွင်းမှာရှင်းလင်းစွာမြင်ရပါတယ်။ဘိုးထင်ကမိပြူအိမ်နေတဲ့နေရာကိုကြည့်လိုက်လေရာဆောင်းတဲ့ခေါင်းကိုသာတွေ့လိုက်ရပြီးအတန်ခက်ချစ်တဲ့တဲပြေကိုကြည့်၍အော်ခေါ်လိုက်ပါတယ်မိဖြူဟေးမိဖြူလင်းကားကုန်းအထိခေါင်းနေပါတော့လေမိဖြူကခုံးတော့ပြန်ချင်းမပြူသဖြင့်ဘိုးတွေကလည်းအိပ်ပျော်နေစေပင်ဖြစ်ပါတယ်တာကြီးနဲ့ပေသူတို့အားနှိုးလိုက်ပါတယ်ခေကောင်လေးထထဟာကွာမိုးတော်မှမလေးသေးဘူးဘာလို့နှိုးပါလဲဟာထဟာမိဖြူမရှိတော့ဘူးအပေါ်သွားတာနေမှာပေါ့ကွာမဟုတ်ဘူးငါခေါ်နေရကြပြီမရဘူးကွာမင်းဘယ်လိုထင်လို့လဲနေလေကမင်းတို့လည်းကြားတာပဲလေရွာလေးသွားမယ်ပြောနေရငါတဲ့ရွာလေးသွားနေဒုက္ခရွာလေးသွားတော့မဖြစ်နိုင်တော့ပါဘူးကွာသူသွေးစားလို့တော်ရရအကောင်လေးကိုလိုက်ဖမ်းနေရတယ်ဖြစ်နိုင်တာပဲတာကြီးကအဲ့လိုပြောလိုက်တော့မှဘိုးဒီတယောက်ကလည်းသိသက်သာရရသွားပြီးတော့အေးအဲ့ဟာလေးဖြစ်နိုင်တာပဲဘာဖြစ်ဖြစ်တို့စောင့်ကြည့်ကြတာပေါ့ကွာရွာနေလေအတော်လှမ်းပါတယ်ကွာမိဖြူရွာကိုပြန်သွားတတ်မယ်မထင်ပါဘူးအေးကွာအဲ့ဆိုရင်လည်းပြီးတာပဲ
မင်းတို့ပြန်အေးလေငါတော့မအိတ်တော့မီးမွေထားလိုက်တော့မယ်ဘိုးထင်ကအေးလိုမျိုးပြောပြီးတော့တဲရှိကိုတာမှာမီးမွေလိုက်ပါရီတာရီနဲ့ပေတူးကလည်းပြန်ပြီးတော့မအေးရတော့၍မိဖို့ရဲ့နောက်မှာထိုင်ပြီးစကားစပြီးပြောဆိုနေကြပါရီဘိုးထင်မင်းဘလို့လုံမယ်လို့တွေးထားလိုက်ကွာဘာလို့ပြောရလဲတာရီမိဖြူရဲ့ကိစ္စလေငါတို့ဒီမှာနေပြီးတော့သူ့ရဲ့မေကြီးကိုပြန်လာခေါ်တဲ့တီကိုစောင့်ကြရတာပေါ့ကွာအဲ့လိုပဲလုံပါလားအချိန်ကလေးအကုန်ပြန်ကုန်ပါရီတော်ချက်တော်တများထွက်ပေါ်လာပြီးတော့မကြောင်ခင်မှာပဲမိဖြူတယောက်ကကြပြားကြီးပြာကြီးပြာတာနဲ့တဲစီကိုလည်းရောက်လာခဲ့ပါရီသူကလည်းမိဖို့ရဲ့ဘေးမှာထိုင်လိုက်ပြီးတော့သူမပြန်လာကိုလည်းစောင့်နေကြတယ်လို့ဘိုးတီတို့တော့ရောအားမျောလေးမထားဘဲနဲ့တွေးလိုက်ရတဲ့အတွက်မျက်စိပြလာပြည့်ရွေးနေပြီးတော့အမေစကားတချို့ကလည်းဆူလာခဲ့ပါရီအခုတို့အစောကြီးနိုးနေရလားနေပဲတော့လည်းမိဖြူဘဲမမတော့ပါဘူးဒီနားလေးတွေမှာတောကောင်တွေသွေးသွားဆုပ်တာလားမိဖြူကလည်းတာကြီးရဲ့စကားဦးကောင်းခါကညင်းဆူလိုက်ပါရီအခုတို့ရွာထဲမှာသွေးချုပ်ပုတ်ကောင်တော့ရောက်နေတယ်ဘာလဲနေရွာလေးကိုသွားခဲ့ရလားဟုတ်တယ်အကိုဘိုးတင်ကျုပ်ရွာလေးကိုသွားခဲ့တာရွာလေးမှာလူကိုယ်လေးဝင်နေတဲ့ဖုတ်တော်ရှိတယ်သူကသွေးဆုပ်နေတာမိပြူနေကရွာလေးဘာကြောင့်သွားနေဆိုတာကိုငါသိတယ်နေဘာပြဿနာတွေရှာလာခဲ့ပြန်ပြီလေကျုပ်မှန်တိုင်းပြောနေရပါရွာလေးမှာပုတ်ကောင်တစ်ကောင်ရှိတယ်မိပြူငါလေးအော်လိုင်းပညာတွေသိအောင်နော်နေပါလေးဆိုအောင်ငါသိတယ်ရွာလေးမှာတခုခုဖြစ်အဲ့ဒါနေလို့လို့ပဲအခုတို့ကျုပ်ပြောစကားကိုဘာလို့မယုံကြတာလဲကျုပ်အမှန်တိုင်းပြောနေတာဘာလို့မယုံတာလဲဆိုတော့နေကိုသာရနွားလေးကိုတတ်လိုက်တာငါတို့ပြည့်ပြည့်မို့လို့ပဲဘိုးဒီရဲ့ပြောစကားကြောင့်မလို့မိဖြူရဲ့မြုံဝန်းအိမ်မှာလည်းမျက်ရည်များရှင်းဝဲလို့လာပါရီဒီတော့မှတော့သူမကလည်းမြည်သည့်စကားမှမပြောတော့ပဲသူမရဲ့အဝိစားများကိုသာတွားရောက်ပြီးတော့ထုတ်ဖို့နေပါရီတာအင်းနဲ့ပေတူကမိဖြူအားတားဆီးမယ်လို့ပြန်လိုက်စင်ပါပဲဘိုးတင်မှတားဆီးလာခဲ့ပါရီမင်းတို့လည်းပြင်းတာပဲသူဘလောက်ရက်ဆက်တယ်ဆိုတော့ဒီတိုင်းလွတ်လိုက်လို့မရဘူးလေကွာသူကကလေးပဲရှိသေးတာအမေကြီးပြန်လာရင်မင်းဘယ်လိုရှင်းမလဲသူတို့ရဲ့စကားများပြောနေစင်မှာပဲဒူလေးကြိုက်ထားတဲ့တာရရလေးလက်ပံကိုကင်ပြီးတော့ဖိုးထွေးတို့ကလည်းရောက်လာခဲ့ပါရီအချိန်ကတော့ဝေဒီအချိန်ဖြစ်လို့ပါပြီဘိုးတင်တို့ကလည်းတာရနဲ့ဖိုးထွေးရောက်လာတာကိုအံ့ဩနေပြီးတော့အခုလိုရောက်လာကြတာကဘာကြောင့်ကိစ္စတစုံတရာရှိလိုက်မလဲလို့ရေးစားမိပြီးသူတို့နှစ်ယောက်အားမေးပြန်လိုက်ပါရီကိုဖိုးထွေးတဲ့ကိုတာရခင်ဗျားတို့အစောကြီးပါလားဟုတ်တယ်အစောကြီးပဲရွာမှာပြဿနာတွေတော့တက်နေပြီဘိုးတင်ဘာပြဿနာတော့ဗျကျုပ်ကိုတေချာလေးနဲ့ရှင်းပြစမ်းပါဦးဗျာရွာတွေကဦးတန်းတော်ဆုံးသွားပြီကွာဟင်ဘယ်လိုဖြစ်တာလဲသူကအကောင်းကြီးပါဟုတ်တယ်ဘိုးတင်အကောင်းကြီးကနေလေဘဲကိုအကိုက်ခံလိုက်ရပြီးတော့သေတာဘိုးတင်ရဲ့စကားကြောင့်မလို့ဘိုးတင်တာကြီးနဲ့ဖေတူးတို့ကလည်းမျက်စိမျက်နှာပြည့်ရင်းသွားကြပါရီဒီတော့ကတော့တာကြီးကလည်းဘိုးတင်ရဲ့အနာကိုကပ်ပြီးတော့ဘိုးတင်ဦးတန်းတို့အိမ်ဝိုင်းထဲကမကြီးပင်မှာငါတို့နှစ်ယောက်လုံးမိဖြူကိုတွေ့လိုက်ရတယ်ဗျာဟုတ်တယ်ဘိုးတင်သူရဲ့ပါးစပ်မှာလည်းသွေးတွေနဲ့ကွာအခုကိစ္စကငါတို့နှစ်ယောက်ဘယ်လို့မှမပြောပြဘူးမင်းကိုပဲလာပြီးတော့ပြောပြတာမိဖြူကဘယ်လိုဖြစ်တာလဲရိုးရလားဘိုးတင်တော်ရကအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာတော့ဘိုးတင်တယောက်ကလည်းတပ်ပြင်းရှည်တစ်ချက်အားလေးပိတ်စွာချလိုက်ပြီးတော့ဦးတော်ရတို့ရဲ့နွားလေးဘာကောင်ကြိုက်သွားလဲဆိုတာကိုသိချင်လားမိဖြူလားဟုတ်တယ်ကျတို့ကိုယ်တိုင်မြင်ခဲ့တာဘိုးတင်ကအဲ့လိုပြောလိုက်ပြီးတဲ့နောက်မှာတော့တော်ရရဲ့လက်ထဲကဒူလေးကိုယူလိုက်ပြီးတော့မိဖြူဟဲ့မိဖြူဒီလာခဲ့စမ်းဘိုးတင်ရဲ့လေသံမမကြောင့်မလို့ကျန်တဲ့သူများကလည်းမိဒီစကားမှမဆိုဘဲနဲ့အချင်းတွေကိုစောင့်ကြည့်လို့နေပါရီမိဖြူကလည်းအဝိထုတ်လေးကိုကင်ပြီးတော့ဘိုးတင်နဲ့မနမကန်မှာမတ်တရက်နေပါရီဘိုးတင်ကလည်းဒူလေးရဲ့မောင်အောင်မတင်မနဲ့တာရရွယ်ထားတဲ့ဝါကြီးတောင်အတွင်မှာမြောင်းတဲ့တစ်ချောင်းကိုလည်းဒူလေးမှာတက်လိုက်ကမိဖြူအားချိန်လိုက်ပြီးတဲ့နောက်မှာတော့အတန်မမနဲ့စကားဆူလာခဲ့ပါရီမိဖြူနေရအခုတော့လူတော်မှတတ်နေပြီပေါ့ကျုပ်မတတ်ဘူးကျုပ်ဖို့ကောင်ကိုပဲမောင်းထုတ်တာတော်စမ်းမှာနေပြောတဲ့ရုံမဲ့ကောင်လေးလိုထင်းနေရလားနေသွားတော့နောက်ငါတို့ရွာကိုရောငါတို့စီကိုရောဘယ်တော့မှပြတ်မလာနဲ့ငါတို့ရွာကိုဒုက္ခထပ်ပြီးဒီများတန်ကနေရင်အတွက်ပဲဘိုးတင်ကအဲ့လိုပြောနေပါတော့လေအတန်များတုံရင်နေပါရီဘေလူနဲ့တာကြီးကလည်းစိတ်မကောင်းဖြစ်ရုံကလွယ်ပြီးမတက်နိုင်ပါဘူးအခုလိုပြုမှုခြင်းကမိဖြူအတွက်အကောင်းဆုံးနဲ့အသက်သာဆုံးနီးလန်းဆိုတော့ကိုလေသူတို့အားလုံးသဘောပေါက်တာကြောင့်ပဲဖြစ်ပါရီမိဖြူကလည်းသူမအောင်မလို့လာတာကိုသိ၍ခေါင်းကိုညှိလိုက်ကအကိုတို့မနေစေချင်တော့ဘူးဆိုရင်လေကျုပ်ကထွက်သွားပါမယ်ဒါပေမဲ့ကျုပ်ဖြစ်ကကိုသာရရဲ့နွားလေးကိုတတ်တာတခုပဲဆိုတော့အကိုတို့မှတ်ထားပါအကိုတို့ထင်မြင်နေရတွေမဟုတ်ဘူးဆိုတော့အကိုတို့ယုံအောင်လို့ကျုံမရှင်းပြတတ်ဘူးကျုပ်သွားပြီမိဖြူကအေးလိုပြောပြီးတဲ့နောက်မှာတော့နောက်ကိုလှည့်ကြည့်နဲ့ထွက်ခွာသွားပါတော့တယ်သူမရဲ့မျက်ဝန်းတွင်းမှာတော့ဘိုးတင်တာရီတို့မဟုတ်ပေတူတယောက်မှသူမအောင်ပြန်ခေါ်မယ်လို့ထင်နေပုံရပါတယ်အတန်လန်းတဲ့ဒီဘလူးတူတယောက်မှမခေါ်တဲ့အခါမှာမိဖြူတယောက်ဖြည်းဖြည်းနဲ့သွားနေရင်မှလင်းပြန်သွားပြီးထွက်ပြေးသွားပါတော့တယ်
ကျန်ကလေးသူများရဲ့မျိုးဝန်းတို့မှာလည်းမျက်ရည်များရေဝဲနေတာကိုသူမမြင်တွေ့နိုင်ခြင်းမရှိပါဘူးဘိုးဒီတို့ရဲ့မြေဝင်းမှာလည်းမိဖြူရဲ့ပုံရိပ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်ဘိုးဒီတာအီပေတူနဲ့ဖိုးထွေးတို့နဲ့နှစ်ယောက်ကလည်းနေလုံးကြီးထွက်ပေါ်လာတဲ့အချိန်ကြီးမိဖို့ရဲ့တပင်းမှာထိုင်နေစေဖြစ်ပါတယ်သူတို့ကလည်းတယောက်ကိုတယောက်မိသည့်စကားမှမဆိုပြကြဘဲနဲ့တိတ်ဆိတ်သာနေကြပါတယ်များမကြသောအချိန်မှာတော့တဲလေးရှိရာကိုအောင်တဲ့တဲ့ကျော်လေးတို့နှစ်ယောက်ကလည်းရောက်ရှိလာကြပါတယ်တို့ကလည်းဘိုးထင်းတို့အားခရုံးမဆိုင်ဖဲနဲ့တဲသွေးကိုလည်းလှည့်ပတ်ကြည့်ရှုကမဟူယာဒေဝီအားခေါ်ဆိုနေကြပါတယ်မဟူယာဒေဝီအတန်ကြာတဲ့အထိခေါ်နေပါတော့လေပြန်ထူးတယ်မကြရပါဘူးဒီကမှာတော့သူတို့နှစ်ယောက်ကလည်းမိဖို့ရဲ့တပင်းမှာဘိုးထင်းအားကြည့်လိုက်ပြီးတော့မေးပြန်လိုက်ပါတယ်ဟေ့ကောင်မဟူယာဒေဝီဘဲသွားလေဘယ်မဟူယာဒေဝီလဲမင်းတို့အိမ်မှာနေခဲ့တဲ့မိဖြူကိုပြောရလေငါနေချလိုက်ပြီဘာကွာဟုတ်တယ်ငါနေချလိုက်တာသူထွက်သွားပြီဘိုးထင်းမအဲ့လိုပြောတဲ့အခါမှာတော့အောင်တန်းရလေဘိုးထင်းအားစူးစူးရဲပြန်ကြည့်ပြီးတော့ဟဲ့ကောင်မင်းကဘာလို့သူ့နေထုတ်လိုက်တာလဲမင်းဘာမှမသိပါဘူးမင်းဘာသာအေးစစ်စစ်နေစမ်းပါဘာမှမသိဘူးဟုတ်လားဘာလဲမင်းတို့ကရွာတွေကစိတ်တွေသေးတာမဟူယာဒေဝီရဲ့လက်ချက်လို့ထင်နေရမလားပြီးတော့ဦးသန်းသေးတာလေမဟူယာဒေဝီလက်ချက်လို့ထင်နေရလားပြီးတော့ဦးသန်းသေးတာမဟူယာဒေဝီလက်ချက်လို့ထင်နေရလားပြောစမ်းပါဦးမင်းကအဲ့အကြောင်းတွေဘယ်ကသိလာလဲသူတို့သာသိတယ်လို့ထင်တဲ့အကြောင်းအောင်လန်းကသိနေတဲ့ပြင်ဘိုးဒီတယောက်ကအတန်ခတ်မမနဲ့မေးမြန်းလိုက်ပါတယ်ဒီကအောင်လန်းကလည်းတစ်ချက်ပြောလိုက်ပြီးတော့ငါတို့ကအဲ့ဒါပဲသိရတဲ့နေရလားမိဖြူအောင်မဟူဒေဝီလုံးဖြစ်အောင်လို့ငါတို့စူးစမ်းနေရကွာမိဖြူတောင်းမဲ့ဝက်သေးတဲ့လူတွေရောတိုက်ထားတာမင်းတို့မသိဘူးမလားဘာကွာအဲ့ဆိုဟိုတကောင်မင်းတို့ငါတို့လှည့်စားခဲ့တာပေါ့အဲ့လိုမျိုးမေးလိုက်တော့မှသူကလည်းတာရေးပဲဖြစ်ပါတယ်ဒီခါမှာတော့အောင်တန်းကလည်းဦးကောင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်အဲ့တော့ငါတို့သွေးတွေရောထားတာမင်းတို့ကောင်တွေကိုကျေးဇူးရှင်ဖို့ကျေးဇူးကမ်းတဲ့ကောင်တွေမဟူယာဒေဝီရှိနေလို့မင်းတို့ရွာတက်တာနေရမှအခုသူမရှိတော့ဘူးဆိုတော့မင်းတို့ရွာသွားပြီမင်းဘာစကားပြောလိုက်တာလဲရွာလေးမှာဖုတ်တကောင်ရှိတယ်အဲ့ဒီဖုတ်ကောင်ကရွာကိုဒုက္ခပေးနေတာအဲ့တော့ငါတို့တခင်မမဟူယာဒေဝီကကာကွယ်ပေးနေတာမင်းတို့ကောင်တွေကကိုထင်တာမြင်တာတွေတခုတွေနဲ့ငါတို့ရဲ့တခင်မကိုမကောင်းမြင်နေအခုငါတို့လည်းဒီရွာမှာဆက်နေစရာမလိုတော့ဘူးဒီကောင်တွေရဲ့ကိုကိုလည်းမခိုးတော့ငါတို့ရဲ့တခင်မကိုလိုက်ရှာရမယ်အောင်တဲ့ကအဲ့လိုပြောပြီးတော့တဆက်ဆက်တုံးရင်ကလဲကျသွားပါရီအဲ့နီးသူကြောလေးကလည်းလဲကျသွားပါရီဒီနောက်များတပြင်းပြင်းအတန်များနေအတူတူဘိုးတင်တို့ဘာရောက်လို့ရဲ့ပါများအရိုက်ခံလိုက်ရပါရီအဲ့ဒီဖြစ်ရဲ့အကြောင်းမလို့ဘိုးတင်ရဲ့နှုတ်မှရုံးမဲ့ခိုင်းသားနှစ်ယောက်လို့ပြောလိုက်ရင်းနဲ့ရုံးမဲ့ခိုင်းသားပြောဆိုခဲ့တဲ့စကားများအားပြန်လဲစဉ်းစားပြီးတဲ့နောက်မှာတော့အချိန်မဆိုင်ပဲပေးပင်ရွာစီကိုပြန်သွားလိုက်ကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျအခုနောက်ဆင်ကြရတဲ့ဇလန်ကတော့စာရေးစီယာမောင်သိဆန်ရေးသားထားတဲ့အောင်လဲဘုတ်တင်နဲ့အထင်းနဲ့အမြင်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ခင်ဗျဇလန်ပြီးတော့အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇလန်ကောင်းများစွာကိုကျွန်တော်တို့ရဲ့ channel ကနေမြင်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရခင်ဗျာ